guys ခီရီပါရှင်ဒီဗီဒီယိုလေးကတော့မမီရှုံးလေးပြီးခဲ့လက်ဆောင်လေးတွေကိုဖျားပုံမှာအပေါင်းစလုပ်ပြသွားမှာပဲဖြစ်ပါတယ်ဒီ vlog လေးရဲ့အဆက်ဖြစ်တဲ့သက်ကြောင့်မလို့စိတ်ဝင်စားဆိုလို့ရှိရင်တော့အဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ရှင်ခီရီကတော်တော်နဲ့တူတူဖျားသွားရင်လည်းမမီရှုံးလေးကိုတော့တိတ်ခဲ့ရပါတော့ခီတို့နှစ်ယောက် vlog လေးကိုမကြည့်ရသေးဘူးဆိုလို့ရှိရင်လည်းခီ channel ထဲမှာသွားကြည့်လို့ရပါတယ်ရှင်အပြန်ကြတော့မမီရှုံးလေးနဲ့တူတူခီတို့တွေလက်ဆောင်တွေလေးခဲ့ကြပါတော့မမီရှုံးလေးကခီအတွက်ဆိုရလက်ဆောင်တွေအများကြီးလုပ်ပေးထားပါတယ်ခီအိမ်ပြန်ရောက်မှအပေါင်းစလုပ်ဖို့အတွက်ကြတော့မဆောက်နိုင်တော့တာနဲ့ဖျားပုံမှာပဲအပေါင်းစလုပ်လိုက်ပါတယ်ပထမဦးဆုံးကတော့ဒီအယုတ်လေးပေါ့နော်ခီကအယုတ်တွေဆိုအရင်ကြိုက်တယ်ကွာမဝဲဖြစ်ဘူးဆိုပေမဲ့လည်းခုလိုလက်ဆောင်ရတော့တော်တော်လေးသဘောကျပါတယ်နောက်ထပ်အနေနဲ့ကတော့အထဲထဲမှာပစ္စည်းတွေအများကြီးပါတယ်မီလီကိုရိုင်းလုပ်ပေးထား handmade blind bag လေးပါဖျားပုံမှာခီအပေါင်းစလုပ်တာဆိုတော့လေတိတ်တော့မလွယ်ပါဘူးလူတွေမတွေ့အောင်လို့ဆိုပြီးတော့ခီတော့အေးဆေးဆေးနေရာလေးတစ်နေရာမှာထိုင်တာပေါ့နော်ဒါပေမဲ့လည်းတွေ့ရလူတွေကတော့တွေ့ပါတယ်နောက်ထပ်အနေနဲ့ကတော့ခရိုမီစတီကာကတ်လေးပါနောက်တစ်ခုကတော့စောက်အုပ်လေးပေါ့နော်မမီရှုံးလေးကအရင်တစ်ခေါက်တော့လည်းခီကိုစောက်အုပ်ထည့်ပြီးဒီတစ်ခေါက်လေးထည့်ပြီးရပေါ့နော်အဲ့တော့တေချာလေးသုံးပါမယ်ရှင်နောက်ထပ်အနေနဲ့ကတော့မမီရှုံးလေးခီကိုတော့လက်ဆောင်မပေးခင်ပြဖို့ရပေါ့နော်ဆွဲကြိုးလေးပါခီတော်တော်တောင်ယူပြီးတော့ကြည့်ရပေါ့နော်ခီလည်းတော်တော်လေးသဘောကျပါရဲ့ရှင်ဆွဲကြိုးလေးကခီကြိုက်တဲ့ဖဲပြတစားလေးနဲ့ပေါ့နော်ရှုံးလေးမဖိုးလေးကုန်ပြီးထင်ပါတယ်နောက်ထပ်အနေနဲ့ကတော့မီနီဟမ်မိတ်ဘလိုင်းဘက်လေးပဲဖြစ်ပါတယ်ကိုအတွက်ဆိုပြီးတော့တေချာလေးလုပ်ဝေးထားတဲ့လက်ဆောင်လေးမို့လို့ခီပြေဝါမျိုးမဖြစ်ချင်လို့တေချာလေးဖောက်ပါတယ်အထဲမှာဆိုလို့ရှိရင်တော့ဂျေလေးနဲ့ကီချင်းလေးပါပါရဲ့ရှင်နောက်တစ်ခုကတော့ခီအတွက်လုံးဝ favorite လို့ပြောရမှထင်တယ်မိမိလေးရစာရေးပြီးတော့ထည့်ပေးလိုက်ပါတယ်ခီရုပ်ကိုကြည့်လို့ရှိရင်တိတာကွာခီတော်တော်တောင်ကြွားလိုက်သေးတယ်ဒီထားတဲ့စာတွေကိုလည်းခီတေချာလေးဖတ်ခဲ့ပါတယ်စာလေးတွေလည်းတင်ထားရပေါ့နော်ဘာလို့ဆိုတော့အခုလိုစာပေးရတော့စာလေးကိုတော့ရေးပြီးလို့ဖတ်ရမျိုးဆိုခီအရင်သဘောကျအောင်မလို့ပါဒါမဲ့အထဲထဲမှာပါလေးရေးထားလဲဆိုတော့မပြောပြပါဘူးဒီလိုမျိုးကတ်လေးနဲ့စာလေးလည်းပါသေးရပေါ့နော်နောက်ထပ်အနေနဲ့ကတော့ handmade blind bag လေးထပ်ပြီးတော့ပါပါတယ်သူ့ထဲမှာကျတော့အခုလိုမျိုးကတ်လေးအများကြီးပဲပါတယ်ပေါ့နော်ချစ်စရာလေးတွေပါနောက်ထပ် blind bag လေးပါပဲအဲ့ဒီမှာကျတော့ပန်းကလစ်လေးပါတယ်ပေါ့နော်ခီကပန်းလေးကြိုက်တယ်နာမည်မှာလည်းပန်းပါတယ်ဆိုတော့ပန်းကလစ်လေးထည့်ပေးလိုက်တယ်ပြောပါတယ်နောက်ထပ်အနေနဲ့ကတော့မမီရှုံးလေးကိုယ်တိုင်ဆွဲထားတဲ့ပကြီးလေးပါခီအဲ့လိုမျိုးဆိုအရင်သဘောကျတော့ကွာရှုံးလေးရဲ့ပကြီးလေးဆိုလည်းခီတော်တော်လေးသဘောကျပါတယ်ဒါလေးလည်းအခုထိတင်ထားဆဲပေါ့နော်နောက်ထပ်တစ်ခုကလည်း blind bag လေးပဲပေါ့နော်သူကအထဲထဲမှာဆိုလို့ရှိရင်အဝါရောင်ဘောပင်လေးပါပါရဲ့ရှင်ခီအမှဖောက်ရင်နဲ့နည်းနည်းပဲကြံတော့ရပေါ့နော်ဒါပေမဲ့လည်းဖောက်ရတော်တော်လေးလည်းပျော်နေပါရဲ့နောက်ထပ် sticker လေးနဲ့ blind bag လေးအများကြီးပဲပေါ့နော် blind bag တွေကတော့တော်တော်လေးဖောက်ရပါရဲ့အယောင်ရေးခိုင်းထားလို့ခီအယောင်ရေးလိုက်ပါရဲ့အပြာရဲ့အဝါရဲ့ပန်းရောင်ရဲ့ပေါ့နော်ခီလိုချင်တာကိုခန့်မှန်းတာကတော့အယောင်3ရောင်ပေါ့နော်ဒါပေမဲ့ပောက်သွားတာတိတ်အောင်မပါပါဘူးအမဲရောင်လေးပောက်သွားပါတယ်ခလုံးမီအမဲရောင်လေးပေါ့နော်နောက်ဆုံးအနေနဲ့ကတော့ခီ blind box လေးဖောက်ပြရင်းနဲ့အဆုံးသတ်ထားပါတယ်ဒါကတော့ mini blind box လေးပေါ့နော်ခီအမှခီတော်တော်ဘာလို့ချင်လဲဆိုပြီးတော့မေးလိုက်ပါတယ်တော်တော်ရွေးထားရတဲ့ကကြာရင်တော်တော်ယူခီရွေးထားရတဲ့ကကြာလို့ရှင်ခီယူမယ်ဆိုပြီးတော့ပြောလိုက်တာပါဒါပေမဲ့ခီတော်တော်ရွေးထားရတဲ့ကဘာတခုမှတော့မပေါက်ခဲ့ဘူးပေါ့နော်ပေါက်သွားတာကြောင့်အမဲရောင်လေးပါသူနာလည်းအမဲရောင်လေးပေါက်တယ်ပေါ့နော်သူကကြတော့ပြထားရတဲ့မှာမပေါက်ဘူးဆိုတော့ secret ပေါက်သွားတာပေါ့နော်အမှခီတော်တော် secret ပေါက်သွားတာဆိုပြီးတော့ပြောနေတာပါကဲဒါဆိုရင်တော့ခီunboxing လုပ်လို့လည်းအကုန်လုံးပြီးတော့ပါပြီဒီလက်ဆောင်လေးဖောက်နေလည်းခီတော်တော်လေးပြောခဲ့ရပါတယ်ရှင်ဒါဆိုရင်နောက်ခီဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ် bye bye